အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့စိုးတာဝါအကြောင်းကိုကျွန်တော်လေ့လာခဲ့သလားကျွန်တော်ပြန်ပြီးတော့မျှဝေပေးချင်ပါတယ်စိုးတာဝါလို့ပြောလိုက်တာနဲ့မဲရှူတို့ဘာကိုပြည့်မြင်မိကြပါသလဲရှုခင်းကြည့်မျှော်စင်းလားဒါမှမဟုတ်ချစ်သူဆောင်တွေကြမှာရေပန်းစားနေတဲ့တော့ချိတ်လေးတွေလားပြီးတော့လို့ရှိရင်ညဘက်မှာအလင်းရောင်နေမျိုးမျိုးပြောင်းနေတဲ့လင်းရောင်နေလားအဲ့ဒီအရာတွေထက်ကိုပူပါတယ်ဗျစိုးတာဝါဆိုတာကျွန်တော်တို့သိထားတာထက်ကိုအများကြီးနောက်ကွယ်မှာလိုအပ်ချက်တွေရှိနေပါသေးတယ်အဲ့တော့စိုးတာဝါရဲ့အကြောင်းကိုစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြကြပါဦးခင်ဗျာကဲတော့စိုးတာဝါကိုပြောလိုက်တာနဲ့ကျွန်တော်တို့ပထမဦးဆုံးစိုးတာဝါကိုတက်တဲ့အခါပုံမှန်၃မျိုးရွေးလို့ရပါတယ်အဲ့ဒါကတော့ချီလင်းတက်ခြင်းကားဖြင့်တက်ခြင်းပြီးတော့လို့ရှိရင်ကေဘဲကျိုးစီးပြီးတော့တက်ခြင်းပေါ့၃မျိုးရွေးလို့ရပါတယ်ကျွန်တော်ကတော့ချီလင်းတက်ခြင်းကိုပို့ပြီးတော့စိတ်ဝင်စားသလိုပို့ပြီးတော့လည်းဦးစားပေးပါတယ်ချီလင်းတက်ခြင်းကကျန်းမာရေးအတွက်လည်းကောင်းသလိုလေကောင်းလေသက်နေကိုလည်းရှူရတယ်တဘာဝကြီးနဲ့လည်းကိုယ်တိုင်ထိတွေ့ခံစားရတယ်ပြီးတော့လို့ရှိရင်ချီလင်းတက်တဲ့အခါရှူတော့မျိုးမျိုးရရင်ပြီးတော့လည်းရှူခင်းတွေကိုကြည့်နိုင်တယ်အဲ့ဒီအရာကြောင့်လည်းပဲကျွန်တော်ချီလင်တက်ခြင်းကိုပို့ပြီးတော့ကြိုက်နေတတ်ပါတယ်ကားနဲ့တက်ခြင်းကေဘဲကျိုးနဲ့တက်ခြင်းကတော့မြန်ဆန်မယ်ပြီးတော့လို့ရှိရင်ဒီရှူခင်းတွေကိုတော့အေးစစ်စစ်ကြည့်လို့တော့မရဘူးပေါ့ဗျာကေဘဲကျိုးကလည်းအတူတူပါပဲကျွန်တော်တို့ကေဘဲကျိုးစီးမယ်ဆိုလို့ရှိရင်လူတွေများတာဖြစ်တဲ့အတွက်ဘေးကသူတွေလောက်ပဲရှူခင်းကိုကောင်းကောင်းမြင်ရတယ်ပေါ့နော်အဲ့ဒါလည်းအချိန်အကြိုင်းမို့ခဏလောက်ပဲဆိုတော့ရရင်စိတ်လှုပ်ရှားဖို့တော့လည်းမကောင်းပါဘူးအဲကြောင့်မို့လဲကျွန်တော်ချင်းချင်းတက်ချင်းကိုပဲရွေးချယ်ပါတယ်ပြီးတော့ချိတ်ဒီပါတော့ချိတ်လို့ပြောလိုက်တာနဲ့တရားနဲ့တရားနာမည်လေးတွေရေးထိုးတော်လေးတွေချိန်ပြီးတော့တူးမျက်နှာတူးကြည့်ပြီးတော့ကြည်နူးစီကအခိုက်အတန့်လေးတွေရှိဘူးကြမှာပါကျွန်တော်ကတော့မရှိသေးပါဘူးအဲ့တော့မရှိသေးတဲ့သူတွေလည်းတွားပြီးတော့တွားရှိလို့ရပါတယ်လို့အဲ့လိုခံစားချက်မျိုးတွေအဲ့တော့စိုးတာဝါအကြောင်းလေးကိုပြန်ပြီးတော့ပြောလိုက်အောင်စိုးတာဝါဆိုတာကတော့1969ခုနှစ်မှာအမေရိကန်ဒေါ်လာ1.5 သန်းခံပြီးတော့အကုန်ကျတိစောက်ခံထားတဲ့မျှော်စင်းပါ1982ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာပြီးစီးခဲ့ပြီးတော့အဲ့ဒီချိန်တုန်းကတော့ရှုခင်းကြီးမျှော်စင်ကိုမတိဆောက်သေးဘဲနဲ့မျှော်စင်ကိုတော့ရေဒီယိုလိုက်ထုတ်လွှင့်မှုတွေပြီးတော့ရှင်မြောက်ကိုရီးယားရဲ့ရုပ်မြင်သံကြားရေဒီယိုတွေကိုစိုးမျိုးကိုမရောက်ရှိအောင်တားဆီးပေးတဲ့အတားအဆီးတစ်ခုအနေနဲ့တိဆောက်ခဲ့တာပါရှုခင်းကြီးမျှော်စင်ကိုတော့1985ခုနှစ်မှာတိဆောက်ပြီးစီးခဲ့ပြီးတော့အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဖွင့်လှစ်ခဲ့ခြင်းမရှိပါဘူးဘာလို့လဲဆိုတော့ရှုခင်းကြီးမျှော်စင်ရပြီးတော့သမရအိမ်တော်ကိုမြင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အများပြည်သူများအတွက်တက်ရောက်ခြင်းကိုပိတ်ပင်ထားခဲ့ပါတယ်1980ခုနှစ်အောက်တိုဘာလမှာတော့အများပြည်သူများအတွက်ဖွင့်လှစ်ခြင်းကစပြီးတော့စိုးမျိုးရဲ့အထင်ကြီးရနေရာတစ်ခုဖြစ်စိုးတာဝါကသတ်မှတ်ခံခဲ့ရပါတယ်မျှော်စင်အမြင့်ကတော့ပင်လယ်ရေမျက်နှာပြင်အထက်489.9 မီတာအမြင့်ထိရှိပါတယ်2005ခုနှစ်မှာတော့၎င်းကိုအမ်ဆိုတာဝါလို့အမည်ပြောင်းလဲခဲ့ပါတယ်အမ်ဆိုရာကတော့နမ်ဆန်တောင်ကိုအမည်ပြုပြီးတော့စိုးတာဝါနဲ့ပေါင်းဆက်ခေါ်ခြင်းဖြစ်ပါတယ်2005ခုနှစ်မှာပဲမျှော်စင်ကိုပြုပြင်မွမ်းမံရန်အတွက်ခန့်မှန်းခြေအဖြစ်115ဘီလီယံအထိအသုံးပြုခဲ့ပါတယ်အန်ဆိုတာဝါရဲ့မူလပိုင်ရှင်တွေကတော့ CJ ကုမ္ပဏီဖြစ်ပြီးတော့အန်ဆိုတာဝါဆိုတဲ့အမည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့တရားဝင်အမည် CJ ဆိုတာဝါဖြစ်အမည်ပြောင်းလဲခဲ့ပါတယ် YTN ကတော့1999ခုနှစ်မှာ CJ ကုမ္ပဏီထံကနေဝယ်ယူခဲ့ပြီးတော့၎င်းရဲ့အမည်ကို YTN ဆိုတာဝါလို့လည်းအမည်ပြောင်းလဲခဲ့ပါတယ်နမ်ဆန်တာဝါဆိုတာဝါလို့လူသိများကြတဲ့စိုးတာဝါက KBS, MBC, SBS TV, FM, BBC, TBS, CBS နဲ့ BBS FM တို့ကိုထုတ်လွှင့်တဲ့ internet line ကိုင်ဆောင်ထားတဲ့ကိုရီးယားရဲ့ပထမအဆုံးသောအထွေထွေရေဒီယိုလိုင်းမျှော်စင်ကြီးတစ်ခုဆိုလဲမမှားပါဘူးခင်ဗျာစိုးတာဝါရဲ့ညဘက်မှာထုတ်လွှင့်ပြီးတဲ့အပြိုင်အောင်မီးကတော့လေထုတန့်ရှင်းနေတဲ့အခါမှာအပြိုင်အောင်မီးကိုထုတ်လွှင့်ပြီးတော့ဖုံဖုံနဲ့လေထုညဉ့်ညမ်းနေတဲ့အခါမှာအနီအောင်မီးကိုပြသပေးပါတယ်ကိုကဆိုလာနှစ်သက်ပဲရဲ့ဆိုတော့စိုးတာအောင်မှာလဲဒါသူတို့ရိုးရကစားနည်းတွေပြီးတော့လို့ရှိရင်ရိုးရဝတ်စုံတွေနဲ့ဖြိုပြင်ပွဲတွေရှိတယ်ပေါ့နော်အဲ့တော့လူလဲရန်စီကားမဲ့နေရာတစ်ခုလဲဖြစ်တယ်ပြီးတော့လို့ရှိရင်ကြောင်ဘူးဝန်တန်းတော့စရဲပေါ့နော်ကိုရီးယားရဲ့ထင်ကြီးရနေရာတွေတော်တော်များများမှာဒီနှစ်သက်ပဲရဲ့ဆိုတော့အရန်စီတဲ့ပွဲတော်တွေပြီးတော့လို့ရှိရင်ရိုးရဖြိုပြင်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတွေဖြစ်မှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲသွားကြပါကျွန်တော်တို့စိုးတာဝါကိုသွားတဲ့အခါခီးသွားတယ်ဆိုတာထက်အပန်းဖြေတဲ့ပုံစံမျိုးနဲ့သွားတာကိုပို့ပြီးတော့ recommend ပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပတ်စံပေးပြီးတော့ရှုခင်းကြီးမျှော်စင်ပေါ်တက်ရတယ်။ပြီးတော့မှအဲ့ပေါ်မှာအချိန်အကြာကြီးမနေဘဲနဲ့အေးဆေးမနေဘဲနဲ့ကိုယ်ပြန်ဆင်းလာမယ်ဆိုလို့ရှိရင်ဒါတန်နေဆိုတဲ့ခံစားမှုမျိုးမရဘူးပေါ့နော်။ခဏလေးနဲ့ဝင်ကြီးပေးရပြီးတော့
တန်တယ်ဆိုတဲ့ခံစားချက်မျိုးမရဘူးเนาะအဲ့တော့ကိုယ့်အောင်ကို AC coffee vibe တောက်ချင်တယ်ဆိုလည်းအပေါ်ရောက်မှဆိုင်နေရှိတယ် AC အပေါ်မှာ coffee vibe ဝယ်တောက်ပြီးတော့ရှင် AC စိတ်ခံစားမှုကိုလွယ်လပ်ခံစားပြီးတော့မှရှုခင်းနေ AC ကြည့်ပြီးတော့မှ AC နေပြီးတော့မှအပန်းဖြေတဲ့ပုံစံမျိုးနဲ့နေပြီးတော့မှသွားတဲ့တိုက်ကိုကျွန်တော်ပူကြိုက်တာဖြစ်တဲ့အတွက်အဲ့လိုပုံစံမျိုးနေမယ်ဆိုရင်တော့ရမ်းမိုက်တဲ့ခံစားချက်မျိုးရမှာပါလို့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်အဲ့တော့အားလုံးပဲဗီဒီယိုကြည့်ရှုပေးတဲ့တရားကိုချစ်သည့်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းကျွန်တော်ပို့ပြီးတော့ကောင်းတဲ့ဗီဒီယိုလေးဖန်တီးပေးသွားမှာဖြစ်တဲ့အတွက်အားလုံးပဲအားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်